လွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်ကအရှိလေပိုင်းဒေသအစ္စရေးနိုင်ငံရဲ့သေးငယ်လာတဲ့နာဇရက်ဆိုတဲ့မြို့လေးမှာလူသားမျိုးနွယ်ရဲ့တမိုင်းကိုပြောင်းလဲစေခဲ့မဲ့ပုဂ္ဂိုလ်တူရှိနေခဲ့ပါတယ်။သူကတော့ယေရှုခရစ်တော်ပါ။ဒါပေမဲ့ထူးဆန်းတာတစ်ခုကတော့တမန်ကျမ်းစာထဲမှာသူ့အသက်12နှစ်အရွယ်ကနေအသက်30မှာလူလူရှိကိုစတင်ထွက်ပေါ်လာတဲ့အထိ18နှစ်တာကာလပတ်လုံးဝပျောက်ဆုံးနေတာပဲဖြစ်ပါတယ်။အဲဒီ18နှစ်အတွင်းမှာယေရှုဘယ်ရောက်နေခဲ့တာလဲ။သူဘာတွေလုပ်နေခဲ့တာလဲဆိုပြီးမိခိုးတွေပြည့်နှက်နေခဲ့ပါတယ်။19ရာစုနောက်ပိုင်းမှာအိန္ဒိယကိုသွားခဲ့တယ်ဆိုတဲ့စိတ်လှုပ်ရှားစရာအယူဆအသစ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ရုရှားခရီးသွားနီကိုလတ်နိုတာဖိတ်ကတီးဘတ်မှာစိတ်အီစာလို့ခေါ်တဲ့ပညာရှိတဦးကြောင့်ရှေးဟောင်းလက်ရည်မှုတွေတွေ့ခဲ့တယ်လို့ဆိုပါတယ်။သူပြောတာကတော့ယေရှုဟာအသက်73နှစ်မှာအင်္ဂါထွက်ပြေးပြီးအိန္ဒိယကဂင်္ဂါမြစ်ဝမ်းမှာဟိန္ဒူနဲ့ဗုဒ္ဓတရားတွေကို18နှစ်ကြာလေ့လာခဲ့ပါတယ်လို့ဆိုပါတယ်။ဒါပေမဲ့မန်တရားရဲ့အလင်းနဲ့အောက်မှာဒီယူဆဟာဘလောက်ထိခိုင်မာမှုရှိပါသလဲဆိုရင်တမိုင်းကြောင့်နဲ့ယုတ်တိဗေဒအရာပထမဆုံးအချက်ကအချိန်ကာလလွဲမှားမှုပါပဲ။နိုဒဖိတ်ကယေရှုဟာတိဘတ်မှာဗုဒ္ဓဘာသာသင်ယူခဲ့တယ်လို့ဆိုပေမဲ့တမိုင်းမှတ်တမ်းတွေအရတိဘတ်ပြည်ကိုဗုဒ္ဓဘာသာရောက်ရှိလာတာဟာယေရှုခရစ်ထက်နှစ်ပေါင်း600ကျော်နောက်ကျနေပါတယ်။ဒါဟာတိတိတသားလှုပ်ကြံထားတဲ့အချက်တစ်ခုပါပဲ။ဒုတိယတစ်ချက်ကတော့နီးပညာအကန့်အသတ်ဖြစ်ပါတယ်။ AD 100ရာစုမှာစာရွက်ဆိုတာမရှိသေးပါဘူး။တိဘတ်နဲ့အိန္ဒိယမှာတစ်ခေါက်တွေပြရက်တွေပေါ်မှာပဲရေးကြတာပါ။ဒါကြောင့်နီကိုလက်နိုတာဖိတ်တွေးခဲ့တယ်ဆိုတဲ့လက်ရင်းမှုဟာAD 100ရာစုကလက်ရဖြစ်ဖို့ဆိုတာတမိုင်းရလုံးဝမဖြစ်နိုင်ပါဘူး။နောက်ပြီးခရီးလမ်းကြောင်းကိုကြည့်ရအောင်။အစ္စရေးကနေအိန္ဒိယကိုမိုင်ပေါင်း4000ကျော်ခရီးကိုအသက်73နှစ်သားလူငယ်လေးတစ်ယောက်အားကိုးရမယ်။ငွေကြီးမရှိပဲတဦးတည်းဖြတ်ကျော်ဖို့ဆိုတာစိတ်ကူးရင်အိမ်မက်တစ်ခုတည်းမပိုပါဘူး။အဲ့ဒီခေတ်ကဂျူးလူမျိုးတွေကအစားတောက်နဲ့ဘာသာရေးစည်းကမ်းတွေကိုအလွန်တင်းကျပ်စွာလိုက်နာကြသူတွေပါ။တပါးမျိုးသားနယ်မြေတွေမှာ18နှစ်ပတ်လုံးနေထိုင်ပြီးသူ့ရဲ့ဂျူးအမတ်သားကိုထိမ့်သိမ်းဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲအားလုံးထက်ပိုရေးကြီးတဲ့အချက်ကတော့ယေရှုရဲ့မိသားစုတာဝန်ပါယေရှုဟာမိသားစုမှာတားအကြီးဆုံးပါဖခင်ယောသက်ကွဲလွန်သွားတဲ့အခါမိခင်နဲ့ညီငယ်တွေကိုလှုပ်ကြွေးပြုစုဖို့တာဝန်ဟာသူ့ပခုံးပေါ်မှာရှိနေပါတယ်အဲ့ဒီခေတ်ဂျူးရည်ကြီးမှုအရတာဦးဖြစ်သူကမိသားစုကိုပြစ်ထားပြီးအဝေးကိုထွက်သွားတယ်ဆိုတာအကြီးမားဆုံးအပြစ်တစ်ခုပါတကယ်တော့ဖြစ်မှန်ဟာရိုးရှင်းပါတယ်ယေရှုဟာအိန္ဒိယကိုမသွားခဲ့ပါဘူးတိဘတ်ကိုလည်းမရောက်ခဲ့ပါဘူးသူဟာသူ့ရဲ့ဇာတိမြေနာဇရက်မှာပဲတိတ်ဆိတ်စွာရှိနေခဲ့တာပါသူဟာလက်သမားတဦးရဲ့သားအဖြစ်တသားတွေကိုဖျက်တောက်ရင်ပရိဘောဂတွေပြုလုပ်ရင်အိန္ဒိနာချင်းတွေနဲ့အတူတူရှင်သန်နေထိုင်ခဲ့တာပါဒါကြောင့်လဲသူ့အသက်30မှာတရားဟောတဲ့အခါမြို့ကန်တွေကဒါငါတို့နဲ့တူရှိနေတဲ့လက်သမားယောသက်ရသားမဟုတ်လားလို့အော်တကြီးမေးခဲ့ကြတာပါတကယ်လို့သူသာ18နှစ်လုံးပျောက်နေခဲ့ရင်မြို့ကန်တွေကသူ့ကိုဒီလောက်ထိရင်းနှီးစွာမှတ်မိနေမှာမဟုတ်ပါဘူးယေရှုရဲ့ပျောက်ဆုံးနေသော18နှစ်တာအံ့ဩဖွယ်ရာခရီးစဉ်တွေနဲ့ပြည့်နှက်မနေခဲ့ပါဘူးဒါပေမဲ့အဲ့ဒီကာလဟာပြင်ဆင်ခြင်းကာလဖြစ်ပါတယ်တာမန်လက်သမားဘဝမှာလူသားတွေရဲ့ဒုက္ခဒုက္ခနဲ့ခြေဆက်တွေကိုကိုယ်တိုင်ခံစားရင်အချိန်တန်တဲ့အခါတကမ္ဘာလုံးကိုပြောင်းလဲစေမဲ့မေတ္တာတရားတွေကိုဟောကြားဖို့သူတိတ်ဆိတ်စွာပြင်ဆင်နေခဲ့တာပဲဖြစ်ပါတယ်အမှန်တရားဆိုတာတခါတရံမှာစမ်းကြံတဲ့ဒဏ္ဍာရီထက်ပိုပြီးရိုးရှင်းတတ်ပါတယ်ယေရှုရဲ့18နှစ်တာပျောက်ဆုံးနေတာမဟုတ်ပါဘူးလူသားတွေကြားမှာပဲတိတ်ဆိတ်စွာရှင်သန်နေခဲ့တာပါအခုလိုခရိယတွေနဲ့ဆိုင်တဲ့ဗုဒ္ဓမြတ်ကိုလေ့လာတတ်တဲ့ကျေးဇူးတင်ပါတယ်ယေရှုမိသားစုရဲ့ဆရာကိုရသခင်ကောင်းကြီးပေးပါစေ